များအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားရမှာလို့ဆိုတော့ကိုအကြောင်းကိုစဉ်းစားအားလို့ပြောတာဟုတ်တာပေါ့ကိုအတွက်အရေးကြီးဆုံးကကိုပဲလေကိုကောင်းအောင်ဆိုးအောင်လုပ်တာလေတကယ်တမ်းအဓိကဟာကိုပဲဘယ်သူမှကိုလောက်ကိုကိုလာပြီးတော့လုံနိုင်တာမရှိဘူးကိုလောက်ကိုကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုလောက်ကိုကိုဆင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုကိုကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုအကြောင်းကိုပဲစဉ်းစားကိုအကြောင်းကိုပဲဆင်ခြင်ကိုအကြောင်းကိုပဲသုံးသပ်ရမယ်ဟုတ်လားအဲ့ဒါကိုအကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားတဲ့အနေအထားတွေကလည်းပဲဘုံဘုံတော်တွေရှောင်ကျဉ်ပြီးသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအကြောင်းစဉ်းစားနေလို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိနေတယ်ဘယ်လိုလုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တကယ်လို့နေရမှာတော့ဟုတ်တယ်ချင်းတော်တော်များများသူများအကြောင်းတွေကြီးကောင်းနေရောက်နေနော်ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနစ်မြို့ဘူးမကြိုက်ဘူးကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးသင့်လဲလို့မြင်ကိုအကြောင်းကိုစဉ်းစားတာနဲ့အစားထိုးသင့်ကိုအကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားစရာမလိုသလိုဖြစ်သွားတနည်းအားဖြင့်ကိုအကြောင်းကိုကောင်းကောင်းသိလေသူများအကြောင်းကိုတိတ်ပြီးတော့စိတ်မဝင်စားလေတိတ်ပြီးတော့မစဉ်းစားခြင်းလေစဉ်းစားဖို့တိတ်မလိုအပ်ဘူးလို့နားလေပေါ့ကိုဘုံဘုံတို့ကဒါကိုယ်တိုင်ပုံစဉ်းစားကြည့်တယ်ပေါ့နော်ဘာကြောင့်သူများအကြောင်းတွေကိုခေါင်းထဲရောက်နေလေကိုအကြောင်းကိုခေါင်းထဲကိုတိတ်မထဲလို့ကိုအကြောင်းကိုခေါင်းထဲမထဲတဲ့အခါကျတော့ကိုအကြောင်းကိုမှန်မှန်ကန်ကန်မသိဘူးမှန်မှန်ကန်ကန်မသိတော့သူများအကြောင်းတွေကိုစိတ်ဝင်စားစရာကောင်းတယ်လို့ထင်နေတာတကယ်တမ်းကကိုယ့်အတွက်စိတ်ဝင်စားစရာကောင်းဆုံးကကိုအကြောင်းပဲ